ကြီးမားတဲ့တစ်သားမြင်းကြီးရဲ့မှာဂရိစစ်သားများပုန်းအောင်နေခဲ့ကြပြီးမြင်းကြီးကိုထရွိုင်မြို့တကားထဲလှိမ့်သွင်းလာခဲ့ပါတယ်။အနေရကိုမသိရှိသေးတဲ့ထရွိုင်မြို့သားများကဝမ်းသာအားရအော်ဟစ်ကြပါတယ်တင်သိတဲ့အတိုင်းဂရိတွေကထရွိုင်မြို့ကိုတိုက်ခိုက်တာရက်လိုက်ပြီလို့ဟန်ဆောင်ခဲ့ကြပါတယ်ဒီမြင်းကြီးဟာသူတို့မြို့ကိုဘယ်တော့မှမရှုံးနိုင်အောင်လက်ဆောင်ဖြစ်ပေးလိုက်တာလို့ပြောခဲ့ကြပါတယ်ထိုညမှာလူတိုင်းအိပ်ပျော်နေချိန်ဂရိစစ်သားများတိတ်တိတ်ပုန်းထွက်လာပြီးတကားတွေဖွင့်ကာစောင့်နေတဲ့ဂရိတပ်မတော်ကိုဝင်လာခွင့်ပြုခဲ့ပါတယ်ထရွိုင်မြို့အတွက်စစ်ပွဲပြန်ဆက်ခဲ့ပြီးနောက်ဆုံးမှာထရွိုင်မြို့ကျဆုံးသွားခဲ့ပါတယ်သူဝါစပြုတ်လိုက်တာနဲ့သူ့ပါဆက်ထဲမှာပောက်ကွဲသွားခဲ့ပါတယ်အကြောင်းမှာသူဟာခဲတက်ပါတဲ့ပြားရည်ရဲတွင်ဝါစားမဲ့ကန်းကိုနှစ်ပြီးမှဝါစားလေးရှိပါတယ်ဒါပေမဲ့တညင်းသူမားပြီးမားတဲ့ပလင်းကိုယူမိခဲ့ပါတယ်ခဲတက်စားပောက်ကွဲစေတဲ့ဓာတုပစ္စည်းကိုယူမိပြီးကန်းကိုအုပ်မိခဲ့ပါတယ်ဒါကသူ့ပါဆက်နဲ့မျက်နှာအောက်ပိုင်းကိုချက်ချင်းဖျက်ဆီးပစ်လိုက်ပါတယ်သူ့မိသားစုကပောက်ကွဲတန်ကြားပြီးပြေးလာခဲ့ပေမဲ့သူဟာတေဆုံးသွားပြီးဖြစ်ပါတယ်